လာပါကျွန်တော်နာမည်ကတော့ Service Advisor ရဲမှန်စောဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကြီးလီမြန်မာမှာ2021ခုနှစ်နိုဝင်ဘာလကနေစတင်ပြီးတော့ Service Advisor အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ကြီးလီမြန်မာရဲ့9နှစ်ပြည့်မှာကျွန်တော်တို့အမှတ်တရအရှိဆုံးအချိန်ကတော့ကျွန်တော်တို့2025နိုဝင်ဘာလအရင်လပေါ့နော်ကျွန်တော်တို့ International ပြိုင်ပွဲတစ်ခုမှာတွားရောက်ရှင်ပြိုင်ခဲ့တဲ့အချိန်လေးပဲဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲကနေပြီးတော့ရရှိလာတဲ့ကျွန်တော်တို့အတွေ့အကြုံတွေနော်လေးတွေအကုန်လုံးကိုကျွန်တော်တို့ဒီကြီးလီမြန်မာကကာရှမာတွေပေါ်မှာပြန်လည်အသုံးချပြီးတော့ဝန်ဆောင်မှုတွေဒီထက်ပိုကောင်းအောင်ပေးဖို့ကျွန်တော်တို့စီစဉ်ထားပါတယ်ဟုတ်ပြီးတော့ကျွန်တော်တို့ဒီ9နှစ်ပြည့်ကနေစပြီးတော့ကြီးလီမြန်မာလည်းဒီထက်ပိုပြီးတော့အောင်မြင်ပါသေးလို့လည်းဆုမွန်အောင်တောင်းပေးပါတယ်ဗျမင်္ဂလာပါအမနာမည်ကတော့မမြတ်နိုးပါကြီးလီမြန်မာမှာ Chief Accountant အနေနဲ့တာဝန်ထမ်းဆောင်နေတာ9နှစ်နီးပါးရှိပါပြီဒီ9နှစ်တာကာလမှာတူတူထမ်းဆောင်နေကြတဲ့လုပ်ဖော်ကိုင်ဘက်တွေကိုနောက်နှစ်ပေါင်းများစွာတူတူလက်တွဲလှုပ်ဆောင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကြီးလီမြန်မာလည်းနှစ်ပေါင်းများစွာအောင်မြင်မှုတွေသက်တိုက်ပိုင်းဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါရစေရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့တပ်ပိုင်ပါကြီးလီမြန်မာမှာ Marketing Manager အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ပထမဆုံးအနေနဲ့ကြီးလီမြန်မာရဲ့9နှစ်ပြည့်အထိမ်းအမှတ်အတွက်ဂုဏ်ယူကြောင်းဥစွာပြောကြားချင်ပါတယ်ကျွန်တော်ကြီးလီမြန်မာရဲ့အနာဂတ်အတွက်ရင်ကုန်စိတ်လှုပ်ရှားမိတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကကားတစ်စီးရောင်းချနေရတယ်မဟုတ်ဘဲနဲ့မြန်မာနိုင်ငံရဲ့အနာဂတ် mobility ကိုတည်ဆောက်နေတာဖြစ်ပါတယ်။မကြာခင်မှာကျွန်တော်တို့ local assembly, after sale infrastructure တွေနဲ့ကျွန်တော်တို့လက်တွေ့အသုံးချနိုင်တဲ့ solution တွေကိုတဖြည်းဖြည်းပုံဖော်လာနိုင်တဲ့အတွက်ကြီးလီမြန်မာအနာဂတ်မှာပုံမူပြီးတော့ယုံကြည်စိတ်ချရတဲ့ brand တစ်ခုဖြစ်လာမယ်လို့ယုံကြည်ပါတယ်။မင်္ဂလာပါကျွန်မကတော့ကြီးလီမြန်မာရဲ့ Management Office Assistant Manager ဇင်လေးဖြစ်ပါတယ်။အခုဆိုရင်ကြီးလီမြန်မာက9နှစ်ပြည့်သွားပါပြီ။ကျွန်မလည်းအခုကြီးလီမြန်မာမှာတာဝန်ထမ်းဆောင်နေတာ9နှစ်ရှိခဲ့ပါပြီ။အခုလိုရှေ့တောင်အာရှရဲ့အကြီးမားဆုံး showroom ဖြစ်တဲ့ကြီးလီမြန်မာမှာကျွန်မတာဝန်ထမ်းဆောင်ခွင့်ရတာအလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်။ကြီးလီမြန်မာလည်းနောက်နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုတွေအများကြီးစုခုရရှိပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်စောပါကျွန်တော်အနေနဲ့ကြီးလီမြန်မာရဲ့ဒီ After Sale Department မှာ Head of After Sale အနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ကြီးလီမြန်မာက9နှစ်တန်းကိုကျော်လွန်ခဲ့ပြီဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အကုန်လုံးမြောက်မိပါတယ်။ကြီးလီမြန်မာအနေနဲ့ကားရောင်းတာထက်ပို့ပြီးတော့ကျွန်တော်တို့ဒီ After Sale ဘိုင်းမှာကျွန်တော် brand တွေအားလုံးထက်ပို့ပြီးတော့အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားတင်တယ်လို့ထင်ပါတယ်။အဲ့အတွက်လည်းကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့လုပ်ဆောင်ရတာဖြစ်ပါတယ်။အနေနဲ့လည်းအနာဂတ်ကာလမှာနှစ်ပေါင်းများစွာပုံမှုအောင်မြင်ပါသေးလို့ဆုမွန်တောင်းလိုက်ပါတယ်။မင်္ဂလာပါကီတီပါကျွန်မကတော့ကြီးလီမြန်မာ Marketing Department မှာ Assistant Marketing Manager အနေနဲ့တာဝန်ယူဆောင်နေရှိပါတယ်။အခုဆိုလို့ရှိရင်ကြီးလီမြန်မာ9နှစ်ပြည့်ရဲ့လို့လာပြီးဖြစ်ပါတယ်။အဲ့တော့ကြောင့်မလို့ကျွန်မရဲ့လုပ်ဖော်ကိုင်ဘက်တွေအတွက်ရော CEO အတွက်ပါဂုဏ်ယူပါတယ်လို့ပြောချင်ပါတယ်။ကြီးလီမြန်မာမှာဝန်ထမ်းတစ်ယောက်ပြရတာဂုဏ်ယူမိပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ကြီးလီ brand ဟာ International မှာအောင်မြင်တဲ့ brand တစ်ခုဖြစ်တယ်လို့မြန်မာနိုင်ငံမှာလည်းအောင်မြင်တဲ့ brand တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ CEO ရဲ့လက်ညှိုးမှုအောက်မှာ International နဲ့ချိတ်ဆက်ပြီးတော့မှအလုပ်တွေအများကြီးလုပ်ရတဲ့အတွက်ကြောင့်မို့လို့career ဘိုင်းမှာလည်းအရင်ကပဲ growth ဖြစ်လာရလို့ခံစားရပါတယ်။ကြီးလီမြန်မာတခု9နှစ်ပြည့်မှဒီနောက်နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုတွေအများကြီးရရှိပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ကျွန်တော်ကတော့အောင်ကျော်ပါကြီးလီမြန်မာမှာ Spare System Manager အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်။အခုဆိုရင်ကြီးလီမြန်မာ9နှစ်တာပြည်မြောက်ခဲ့ပါပြီ။9နှစ်တာကာလအတွင်းမှာအတူတူလက်တွဲလုပ်ကိုင်ခဲ့တဲ့လုပ်ဖော်ကိုင်ဘက်ညီကိုမောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်။ကြီးလီမြန်မာလည်းယခုထက်နောက်နာကမှာယခုထက်ပုံမတိုးတက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။ကျွန်မကြီးလီမြန်မာမှာတာဝန်ထမ်းဆောင်တဲ့ဒေါ်တင်လင်းဝေပါ။အခုဆိုရင်ကြီးလီမြန်မာ9နှစ်ပြည့်သွားပါပြီရှင်။အခုကျွန်မကြီးလီမြန်မာမှာတာဝန်ထမ်းဆောင်တဲ့အရန်ကိုကြည်နဲ့အားရဂုဏ်ယူမိပါတယ်။လုပ်ဖော်ကိုင်ဘက်တွေနဲ့လည်းအဆင်ပြေပါတယ်။ကြီးလီမြန်မာနှုတ်ထွက်မှုတွေပေးတာကြောင့်လည်းကျွန်မလည်းအားရကြည်နဲ့ကျေးဇူးတင်ရှိပါကြောင်းပြောကြားချင်ပါတယ်။နောက်နှစ်တွေလည်းကြီးလီမြန်မာအတွင်းရှိပါစေလို့လည်းဆုတောင်းပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ဝေလူအောင်ဖြစ်ပါတယ်ကျွန်တော်ကြီးလီမြန်မာမှာ Sales Executive ရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဆိုရင်ကျွန်တော်တို့ကြီးလီက9နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက်ကြီးလီအတွက်လည်းဂုဏ်ယူပါတယ်ကျွန်တော်တို့ကြီးလီမြန်မာရဲ့ထူးခြားချက်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ product ရဲ့quality ကောင်းမွန်မှုရဲ့ပြီး after sales support ကောင်းမွန်မှုရဲ့ပြီးတော့ဒီကျွန်တော်တို့ product ကိုတင်သွင်းတဲ့ company ရဲ့ခိုင်မာမှုbackground ခိုင်မာမှုရဲ့ကတော့ကျွန်တော်တို့ရဲ့အဓိကထူးခြားချက်လို့ထင်ပါတယ်အနာဂတ်မှာလည်းကျွန်တော်တို့ကြီးလီမြန်မာခုတက်ပို့ပြီးတော့အောင်မြင်တဲ့ company တစ်ခုဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကြီးလီမြန်မာမှာတာဝန်ထမ်းဆောင်နေတဲ့ Service Technician ဝန်ထုတ်ဖြစ်ပါတယ်ယခုဆိုရင်ကြီးလီမြန်မာ9နှစ်တာကာလကိုပြည့်မြောက်ခဲ့ပါပြီကျွန်တော်ရဲ့အမှတ်တရရှိတဲ့ဟာတော့တရုတ်နိုင်ငံမှာကျင်းပတဲ့ Tech Global Service Scale Competition တော့ပြန်ခဲ့တဲ့ဟာပဲဖြစ်ပါတယ်ကြီးလီမြန်မာဒီထက်ပိုပြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်